တမင်အုပ်အလဲမှာကြားနဲ့တကောင်ရောက်လာတယ်ဒါပေမဲ့ဒီတော့အုပ်မှာထူးဆန်းတဲ့စီးမြင့်တစ်ခုရှိလို့ဘသူကိုမှမတိုက်ခိုက်ခဲ့ဘူးရေမျက်နှာပြင်ကကြောက်ဆောင်အောက်ကိုကျဆင်းသွားတိုင်းလူတိုင်းက6တွေ့ရသည်စတင်ပြီးဆိုတာနားလည်ကြတယ်ဒီအချိန်တွင်းမှာအသားစားတရဝါတွေအမဲလိုက်လို့မရတော့ဘူးဒီစီးမြင့်ကိုတယောက်ယောက်ချိုးဖောက်ရင်တောအုပ်တစ်ခုလုံးကသူတို့ရဲ့ရန်သူဖြစ်လာလိမ့်မယ်အဲ့ဒါကြောင့်တရိษံအားလုံးဟာကြောက်ရွံ့ခြင်းမရှိဘဲရေကန်တစ်ခုတည်းကနေရေကိုတောက်ကြတာပါဒါပေမဲ့ဒီငြိမ်းချမ်းမှုဟာကြာရှဒီမခံခဲ့ဘူးတောအုပ်ဖရင်ကအဲ့ဒီကိုရောက်လာတယ်ရေတောက်ဖို့မဟုတ်ပဲသူ့အဖေကမျက်လုံးတစ်ဖက်ကိုကွယ်လိုက်လို့ကောင်လေးကိုအမဲလိုက်ဖို့ရောက်လာတာအဲ့ဒီအချိန်မှာတောအုပ်ရဲ့စီးမြင့်တွေကကြားတိုက်ခိုက်တာကိုရပ်တန့်စေခဲ့တယ်ဒါပေမဲ့ထွက်သွားနေတော့မှမိုးခေါင်မှုပြီးဆုံးသွားတာနဲ့ကောင်လေးကိုတက်ပြစ်မယ်လို့တတိပေးခဲ့တဲ့အချိန်တော်ကြာပြီးနောက်မိုးရသည်ပြန်ရောက်လာပြီးဝန်ပုတ်လွေအုပ်ကမငြိမ်မသက်ဖြစ်လာတယ်သူတို့နဲ့အတူကြီးပြင်းလာတဲ့ကောင်လေးကသူတို့ရဲ့စကားဝိုင်းကိုနားထောင်နေတယ်ပြီးတော့သူ့ကြောင့်လူတိုင်းအန်ရရှိနေတာကိုသူသဘောပေါက်သွားတယ်ဒါကြောင့်သူ့တော့အုပ်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်သူ့ကိုကာကွယ်ပေးသူဖြစ်တဲ့ကြားနက်ကလူသားတွေပဲသူ့အသက်ကိုကယ်တင်နိုင်မယ်ဆိုတာသိတယ်ကောင်လေးကသူ့အမေကိုဝန်ပတ်လွေလို့နှုတ်ဆက်ပြီးလူလောကစီလျှောက်သွားခဲ့တယ်ဒါပေမဲ့သူတို့ဝေးဝေးကိုမရောက်သေးခင်မှာပဲကြားတစ်ကအန်ရကိုခံစားလိုက်ရတယ်ကောင်လေးဘာမှနားမလည်ခင်မှာပဲကြားကသူ့ကိုတိုက်ခိုက်ခဲ့တယ်ကြားတစ်ကကလေးကိုကယ်တင်ဖို့အားကုန်ထုတ်ခဲ့ပေမဲ့သူကြာကြာမတိုက်ခိုက်နိုင်ပဲမြေပြင်ပေါ်လဲကျသွားတယ်ကောင်လေးကသူ့အသက်ကိုကယ်တင်ဖို့ပြေးတယ်သူ့ရှိမှကြီးမားတဲ့ကြောက်ဆောင်ကြီးတစ်ခုရှိတယ်ခုန်ဆင်းလိုက်တာကသူ့အတွက်နောက်ဆုံးခွင့်ရေးပဲဒါပေမဲ့ကြားကသူ့ထက်တောင်ပိုမြန်တဲ့အဲ့ဒီအချိန်မှာပဲကျွဲအုပ်တအုပ်ကရုတ်တရက်ကြားနဲ့တိုက်မိသွားတယ်ကြားကရိုင်လဲသွားပြီးကောင်လေးကလွတ်မြောက်ဖို့အခွင့်ရေးရသွားတယ်ကြောက်လန့်နေတဲ့ကျွဲကနေရာအနှံ့ပြေးလွှားနေတယ်အဲ့ဒီအချိန်မှာပဲကောင်လေးကကျွဲဥချိုကိုဆွဲယူပြီးအုပ်လဲမှာပုံနေလိုက်တယ်ကြားကသူ့ကိုမမြင်နိုင်ဘူးဒေါသကြီးနဲ့ဝန်းပုတ်လွေတွေကိုအပြစစ်တင်နေပြီးတော့ဝန်ပိုးလွေကောင်းဆောင်ကိုတက်ပြီးသူ့အလောင်းကိုကြောက်ဆောင်ပေါ်ပစ်ချလိုက်တယ်တစ်ဖက်မှာတော့ကောင်လေးကကျွန်းငယ်လေးတစ်ကျွန်းကိုရောက်သွားတယ်အဲ့ဒီမှာသူ့ခြေထောက်နားမှာငွေအေးခွန်ကွာကျနေတာကိုတွေ့လိုက်ရတယ်မယုံနိုင်တော့အောင်ကြီးမားပေမဲ့ကောင်လေးကလစ်လျူရှူပြီးရှေ့ဆက်သွားခဲ့တယ်တဖြည်းဖြည်းနဲ့ပတ်ဝန်းကျင်ကပိုကြောက်စရာကောင်းလာတယ်ပြီးတော့အေယာမမွေကြီးတစ်ကောင်ကသူ့စီကိုတိတ်တဆိတ်ရွေ့ရှားလာတဲ့သူ့မျက်လုံးတွေထဲမှာထူးဆန်းတဲ့စွမ်းအားတစ်ခုရှိတယ်ကောင်လေးကသူ့မျက်လုံးတွေကိုကြည့်လိုက်တာနဲ့သူ့ခေါင်းကချာချာလဲလာတယ်မွေကြီးရဲ့မျက်လုံးတွေကနေတဆင်သူ့ရဲ့အတိတ်တစ်ခုလုံးကိုမြင်အောင်လာတယ်သူငယ်ငယ်တုန်းကသူ့အဖေကကူထဲမှာမိမွေးခဲ့တာကိုသူတတိယသွားတယ်အဲ့ဒီမိကကြားကိုသူတို့စီဆွဲခေါ်သွားတယ်သူ့အဖေကကြားရဲ့ဘဲဘက်မျက်လုံးကိုမျက်စိကန်းစေခဲ့ပေမဲ့သူ့အသက်ကိုမကယ်တင်နိုင်ခဲ့ဘူးဒဏ်ရာရနေတဲ့ကြားကအဲ့ဒီကနေထွက်ပြေးသွားတယ်ကူထဲမှာကလေးတယောက်ဝတ်ထားတဲ့ဆိုတာတော့သူမသိလိုက်ဘူးနောက်ပိုင်းမှာကြားနက်ကအဲ့ဒီကလေးကိုတွေးခဲ့ပေမဲ့သူတယောက်တည်းမွေးမြူဖို့မဖြစ်နိုင်ဘူးဒါကြောင့်ကလေးကိုဝန်ပုတ်လွေအုပ်စီအပ်လိုက်တယ်အခုတော့ကောင်လေးကသူ့ရဲ့အတိတ်ရဲ့အမှန်တရားအလုံးကိုသိသွားပေမဲ့အေယာမမွေကြီးကသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုပက်ရစ်နေတယ်ဆိုတာသူလုံးဝမသိလိုက်ဘူး